လို့ဖြစ်တာလေဟာနဲ့ သမီးလုံးခတော့မယ်ဂျာကြီးအောင် ဘာဖြစ်လို့လဲ ဂျာကြီးကစဉ်းစားကြည့်လေဒီမှာနေညသပွဲထိုးရတာသမီးတယောက်လည်းထိုးနေရတာဂျာကြီးကိုဝန်ထမ်းခေါ်ပေးပါဝိတ်တာခေါ်ပေးပါနဲ့ပြောတာဘာနာငါရှိနေပြီလေအခုသမီးတယောက်လည်းအကုန်လုံးနေရတယ်လေ အေးခေါ်လိုက်ကြီးခေါ်လိုက်ကော ဂျာကြီးကပြောတော့ဒါခေါ်လိုက်နဲ့ဘလို့ပြောပြီးတော့ဘလို့အချက်အလက်နဲ့ခေါ်ရမှာလဲအဲ့ဒါလည်းမပြောဘူးလေ ဩကျွမ်းကျင်ဝိတာ3ဦးတို့လည်းနေစားငိမ့်ဒါသာကောင်းကောင်းပေးမယ်အဲ့လိုပြောပြီးခေါ်လိုက်တော့ဟာနေရလဲ ဟာဂျာကြီးကလည်းသမီးကအခုဟာလေဇပွဲထိုးလုံးနေမှာကောက်ဂျာကြီးတို့ရဲ့လူတွေပါလေရှာဖို့ဒီပါဗီဒီယိုရိုက်ပေးရမယ်သဘောဖြစ်နေသမီးကတထဲလားမန်နေဂျာလားဘာလဲကို့တော့မသေးဝဲတော့စိတ်ကြီးတော့ညစ်လာပြီတော့သမီးတော့ အေးဟေးဒီမဲ့လှုပ်ချင်တာလှုပ်တော့ငါလည်းထွက်တော့မယ်စိတ်ညစ်တယ် ကီတို့ရဲ့ YTT House မှာဆိုလို့ရှိရင်ကျွမ်းကျင်ဝိတ်တာ3ဦးနေစားငိမ့်ငါးစာကောင်းကောင်းပေးပြီးတော့မှခေါ်ယူနေပါပြီရှင်အဲ့ဒါအပြင်ကမှစားတောက်ဆိုင်အတွေ့အကြုံရှိတဲ့မန်နေဂျာ2ဦးနဲ့လက်ထောက်မန်နေဂျာ2ဦးကိုလည်းငါးစာကောင်းကောင်းပေးပြီးတော့မှခေါ်ယူနေပါပြီရှင်ဒီဟာတူအတွက်လိုအပ်တာကတော့ရိုးသားစူးစမ်းတဲ့သူဖြစ်တယ်ဆိုလို့ရှိရင်ငါးစာကောင်းကောင်းပေးပြီးတော့မှခေါ်ယူနေပြီးမို့လို့အခုပြပေးထားတဲ့ဖုန်းနံပါတ်လေးကိုအမြန်ဆုံးဆက်သွယ်လို့ရပါပြီရှင်အစားအသောက်ကောင်းလို့စိတ်ချမ်းသာဝါတီကိုသာလာခဲ့ပါ